တခါတုန်းကတောအုပ်ထဲမှာယုံလေးတစ်ကောင်နဲ့လိတ်လေးတစ်ကောင်နေကြတဲ့ကွယ်ယုံလေးကအမြန်ပြေးနိုင်လို့မကြာခဏကိုကြွားတတ်တယ်တဲ့တနေ့လိတ်လေးကပြောတယ်တဲ့ကွယ်အမြန်ပြေးနိုင်တာကောင်းပေမဲ့စိတ်ရှည်တာလည်းအရေးကြီးတယ်နော်လို့သူ့တငယ်ချင်းယုံလေးကိုပြောတယ်ယုံလေးကနားမထောင်တဲ့အပြင်လမ်းလျှောက်ရင်အလွန်နှေးကွေးတတ်တဲ့လိတ်လေးကိုပြေးပြိုင်ကြမယ်လို့ခေါ်လိုက်တယ်ဒီလိုနဲ့ပြိုင်ပွဲစားတော့ယုံလေးကအမြန်ပြေးသွားပြီးလိတ်လေးရှိကငါတော့အနိုင်မဲလို့ထင်ပြီးပြေးနေတာပေါ့ပန်းတိုင်နဲ့မနီးမဝေးမှာယုံလေးဟာဒီကောင်ငါကိုမမီပါဘူးဆိုပြီးအိတ်နာလိုက်တယ်တဲ့ကွယ်လိတ်လေးကတော့ဖြည်းဖြည်းနဲ့ဆက်လျှောက်နေတာပေါ့ယုံလေးနိုးလာချိန်မှာလိတ်လေးကပန်းတိုင်ရောက်ပြီးသားဖြစ်နေတာကိုအံ့ဩစွာနဲ့တွေးလိုက်ရတယ်ယုံလေးလည်းအံ့ဩပြီးနားလည်လိုက်တယ်အမြန်ထက်စိတ်ရှည်ပြီးမလျှော့ပဲစူးစမ်းတာပိုအရေးကြီးတယ်ဆိုတာကိုပေါ့အဲ့ဒီနောက်ယုံလေးဟာဘယ်ရမှမကြွားတော့ပဲနေတိုင်းစိတ်ရှည်စွာစူးစမ်းတက်လာခဲ့တယ်တဲ့ကွယ်ကဲဒီတော့ဒီပုံပြင်လေးထဲမှာတသားမီမီတို့သင်ခန်းစာယူရမှာကမလျှော့ပဲဆက်စူးစမ်းတဲ့သူကအောင်မြင်နိုင်တယ်ကြွားတာထက်စူးစမ်းတာပိုအရေးကြီးတယ်ဆိုတာမှတ်ထားကြနော်